ဒီလမ်းကိုတော့တိမှာပါ 你也好，啥呢？爱弟弟买了没呢？搞到不啦？ ဟဲ့လေရှင်းမှာပါနော်အမလီရှင်းတာလဲအောင်လဲရေးတာလဲရွှေပင်လဲအောင်မယ်ရှင်းပင်လဲအောင်ရွှေတာလဲအောင်ပါဖျားရကြီးပဲဝါဟိုမိုင်းလိုက်တော်လေးကိုတက်ပေပါတယ်ဖျားရှိခုမယ်အရင်ဖျားကိုရောက်ဖျားရရှိခုမယ်တော့မယ်တစ်ကြိမ်နှစ်ကြိမ်သုံးကြိမ်ကတော့လေကတော့ပြတာပြီဆိုတော့ဖျားကိုပတ်ကောင်မယ်ဖျားရကြီးပဲဖျားရတော့ကြီးပါရဲ့ရတဲ့ရွှေတာလဲအောင်ဖျားပေါ့နော်ရွှေတာလျောင်းဖျားရကြီးပဲတော်ကြီးတာပါရွှေတာလျောင်းလေးရောက်ဖို့ပါတယ်ဟိုနေ့ကတော့ရွှေတာလျောင်းဖျားသွားသေးရဲ့အဲ့လိုမျိုးပဲတလားကြီးပဲဒါမဲ့တိုးစားကြတော့ဒါမဲ့နည်းနည်းဟိုပါတယ်ဗာလဲဆိုတော့လေဖျားကကြတော့ဖျားလည်းတူတယ်ဒါပေမဲ့ဒီလေဘေးမှာအကမပါတာတခုလို့ရှိဟုတ်တယ်မာဝါတို့ပါရှိဟုတ်စကောညတော့မယ်ဖျားဘက်ကကြကျန်တာဖျားချက်ကြီးဖျားချင်ရောက်ပြီကိုလုံးတော့အကြီးပဲမျိုးကြီးလိုက်ကြပါမေကာမုတ်စည်းတန်းတွေလည်းရှိတယ်မှတ်တရပစ္စည်းတွေဝယ်အောင်မှာနိုင်လေးတောင်ကြည့်နေတာခေါင်းဒီမှာတင်းတီးပြီးဒီလိုလေးပဲတွားလိုက်တော့မယ်ဒါလို့โอเคစားကြည့်အောင်ဒါလေးတစ်ခုဝယ်မယ်ဒါလေးတစ်ခုဝယ်မယ်ဒီနေ့ဗီဒီယိုလေးကတော့ဒါပါပဲနောက်ဗီဒီယိုမှာထပ်တွေ့မယ်ဘိုင်ဘိုင်